တင်းစံအရင်ကောက်နဲ့နေပြည်တော်ကဒိုင်းရင်ကောက်အားလုံးပဲမင်္ဂလာပါရှင်ကိုဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဂုံးကနေပြည်တော်မှာရှိတဲ့ဒိုင်းရင်ကောက်ဆိုတဲ့ဆိုင်လေးကိုရောက်နေရပါသူ့ဆီယာမီနူလေးရာလေးတော်တော်လေးကို specialize ဖြစ်တယ်ဗမာအစားအစာလေးတွေကိုစားညစ်စရာဖြစ်အောင်တခြားလေး plate တင်လေးလုပ်ပေးထားတာပေါ့နော်နောက်ပြီးတော့အရန်လိမ့်ပါတယ်လက်ကြီးနဲ့ခြောက်ကိုအကြောင်းလေးကိုလည်းမီနူထဲမှာထည့်ပြီးတော့ဖော်ပြထားတာတွေ့ခဲ့တယ်သူတို့ဆီမှာနာမည်ကြီးကတော့တင်ဆန်းပေါ့နော်တပေါင်းကို8500လောက်ပေးရတယ်ဒါပေမဲ့စားကြည့်တော့တကယ်အရန်ကိုကောင်းတာပါနောက်ပြီးတော့မြန်မာမုံဖြစ်တဲ့မုံရည်ပါကိုလည်းပစွန်နဲ့ cheese တွေနဲ့ fusion ပုံစံလေးလုပ်ထားတဲ့ဟာတပွဲမှာခဲ့တယ်ကိတ်လည်းတော်တော်လေးကိုစားလို့ကောင်းပါတယ်ပြီးတော့ဆိုင်ရဲ့အတွင်းထဲမှာကတပုတ်ရိုင်းစရာနေရာလှလှလေးအများကြီးရှိရယ်နောက်ပြီးတော့သူ့ရဲ့5ကလုံးဝ cozy 5လေးပေါ့နော်မီးလုံးဝဝါလေးတွေနဲ့တချင်အေးလေးဖွင့်ထားပြီးတော့အရန်ကိုထိုင်လို့ကောင်းတဲ့5မျိုးပါဆိုင်အနေထားကတော်တော်လေးကြီးပြီးနည်းနည်းကျယ်တယ်ပေါ့နော်ဒါပေမဲ့နေရာကျယ်တဲ့အလျောက် corner တစ်ခုချင်းစီတိုင်းကိုတခြားလေး cute design decoration လေးလုပ်ထားတာကိုတွေ့ရတယ်ဒိုင်းရင်ကောက်ဆိုင်လေးကရွှေချပင်လန်းနားမှာရှိရပါနေရာအတိအကျလေးကိုတော့ Google Map ကနေထောက်ကြည့်ပြီးသွားနိုင်ပါတယ်ရှင်ကိုရဲ့ vlog ကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်နောက် vlog ဒီမှာဘာရစားပြအောင်မလဲဆိုတာကိုဆက်ပြီးတော့မှအဆောင်ကြည့်ပေးကြပါအောင်နော်အားလုံးပဲ bye